ကဲငါစာပြီးတော့တီထောင်ခဲ့တယ် Squad Game အခုဆိုရင်တော်တော်အောင်မြင်နေပြီကွာဟဲ့ဒီမှာရန်ဟီရုံးမကြီးရလဲတဖြည်းဖြည်းနဲ့ငါ update တွေလုပ်နေရလုံးဝတကယ်မိုက်တယ်ကွာခန္ဓာကိုယ်ကလည်းပိုကြီးလာပြီလက်နက်တွေကလည်းပို့ပြီးတော့ပြည့်စုံလာပြီသူ့ရဲ့ဘယ်လိုခေါ်မလဲတုံးပြန်နိုင်စွမ်းနေရလဲတော်တော်ကြီးကိုတိုးတက်လာပြီဒါခဏထားပါဦးငါရဲ့ဒီမှာ Squad Game Relight Green Light ပြိုင်ပွဲကွင်းရလဲတဖြည်းဖြည်းနဲ့ပို့ပြီးတော့မိုက်လာပြီကွာဒီနာမြက်ခင်းပြင်နေရလဲမြက်တွေရလဲအရှိကြီးနဲ့မိုက်တယ်ကွင်းပြင်ရလဲပို့ချေတာပြီနေစမ်းမအောင်ငါအခုမှစဉ်းစားမိရေငါရဲ့ Squad Game ပြိုင်ပွဲမှာတေချာအထင်ကရရှိရနမိတ်ကြီးရဆိုလို့ဒီ Relight Green Light ပြိုင်ပွဲကြီးပဲရှိတယ်ကွာဒီ Relight Green Light ပြိုင်ပွဲကြီးပဲအမြဲတမ်းငါဒါကြီးပဲ player တွေကိုပြိုင်ခိုင်းနေရင် player တွေကတဖြည်းဖြည်းနဲ့ကျွမ်းလာကြမှာကွာအဲ့တော့ဒီပြိုင်ပွဲကြီးကဒီကောင်တွေအတွက် AC ဖြစ်သွားလိမ့်မယ်အဲ့တော့ငါတခုခုတော့စဉ်းစားရမယ်ဒီ game မဲကိုထက်ကပြိုင်ခိုင်းနေလို့မဖြစ်ပြန်ဘူးကွာအဲ့တော့ငါဒီ Squad Game ပြိုင်ပွဲကြီးမှာတခြားကစားနည်းတွေငါထပ်ထည့်ရမယ်ဟုတ်တယ်ငါအကြံရပြီဟေးအဆောင်တွေဟေးငါကောင်တို့တားယူမင်းတို့ငါတခုပြောစရာရှိရဲကွာအဲ့ဒါဘာလဲဆိုတော့ငါတို့ရဲ့ Squad Game ပြိုင်ပွဲကြီးကတဖြည်းဖြည်းနဲ့တိုးတက်ကြီးမားလာနေအများဘယ်လိုခေါ်မလဲ player ရတဲ့ဝင်ကျင်တဲ့သူတွေရမ်းများလာရကွာဒါပေမဲ့မင်းတို့သိတဲ့အတိုင်းပဲငါတို့ Squad Game ကအရင်တော့ပိုင်ရှင်နေလို့မဟုတ်ဘူးငါစပြီးတော့တာဝန်ယူပြီးကြတဲ့ရကွာSquad Game player တွေကိုငါကကြုံရယူမဝင်ခိုင်းဘူးကွာကြုံတဲ့လူဝင်ကျင်လို့မဝင်ခိုင်းမဲနဲ့တကယ်နမဲကြီးရာဇဝတ်သားတွေကိုပဲငါဝင်ခိုင်းတာကွာမင်းတို့သိတဲ့အတိုင်းပဲလူသမားတွေပါမယ်ဓမြတွေပါမယ်ဟလာမရင်းကောင်တွေပါမယ်ကွာအကုန်လုံးတကယ်ကိုစိုးရွားပါပြီဆိုတဲ့ရာဇဝတ်သားတွေကိုပဲငါပြိုင်ခိုင်းတာအဲ့ဒါမှဒီကောင်တွေတကယ်တော့ငါတို့ပြိုင်ပွဲမှာတေသွားမယ်ဆိုတော့မှပြောရလို့ရှိရင်သူများကြီးတို့အကျိုးမယုံဘူးကွာဟုတ်တယ်မလားကောင်တွေကမဟုတ်လေအစရတေးတယ်ပေးခံရပြီးသားကောင်တွေဆိုတော့ဒီကောင်တွေကဒီပြိုင်ပွဲမှာတေးတယ်ဘယ်သူမှဂီးမဆိုင်ဘူးကွာဒါရောမင်းတို့သိပြီးသားပါအဲ့တော့ငါပြောချင်တာကဒီပြိုင်ပွဲကြီးမှာငါ့ကိုရွက်လိုက်ခွေလိုက်ကြီးပဲခဏပြိုင်ခိုင်းလို့မဖြစ်ဘူးကွာဟိုကောင်တွေကတဖြည်းဖြည်းလဲလာပြီအဲ့တော့ဒီရန်ဟီရုံမာနဲ့ရွက်လိုက်ခွေလိုက်ပြိုင်ပွဲအပြင်ငါတခြားကစားနည်းအစ်တွေကိုထပ်ထည့်ချင်တယ်ကွာဘယ်လိုသဘောရလဲဆရာပြောတာကျွန်တော်သဘောပေါက်ပါရဲ့ဗျကစားနည်းအစ်တွေဆိုတော့ဘလို့ကစားနည်းထပ်ထည့်ချင်တာလေဗျဆရာနေပါပြောကြည့်လေကျွန်တော်လည်းဝိုင်းပြီးစဉ်းစားပေးရတာဗောအေးကွာငါစဉ်းစားမိတာရောရှိရဲ့ကစားနည်းကတခုလည်းမထည့်ချင်ကွာထဲမဲ့ထဲကိုတခါရဲ3ခုလောက်ပြိုင်ထည့်ချင်တယ်ကွာငါဒီလုံးစင်စဉ်းစားထားတဲ့ကစားနည်းကပထမဆုံးကစားနည်းကဘယ်လိုခေါ်မလဲငါ့ရေဒီငါ